လို့ရှင်ကြလားဒီဘွားကျုပ်ချစ်စရာလေးဒီကနေရပါတော့ဒီအောင်နဲ့တိုင်းဒီပုံစံလေးဖြစ်ပြီးတော့ခုံရတာအောက်မှာမျက်ခင်းလေးနေပေါ့နော်ထားဝါးလေးပေါ့လုံးဝလွယ်တဲ့ထဲမှာတိတ်မပါဘူးခလုတ်ကောင်းမှကောင်းပေါ့နော်စင်းစင်းလေးနေပေါ့နော်ဒီထားဝါးလေးဒီထားဝါးလေးကြီးလို့ရှင်ကြလားလို့ရှင်ကြရင်MVC မှာအမီပေါ့နော်နောက်ဗီဒီယိုမှာရေးပြထားပါမယ်အဲ့တော့ကကျတော့အမီကိုပါလေးလုပ်ပြရမှာလဲဆိုတော့အမီအခုဗီဒီယိုပေါ့နော်အမီတင်မဲ့ဒီဗီဒီယိုလိုက်9ခုရအမီဒီ name လေးကိုပြပြအောင်မှာပဲဖြစ်ပါတယ်လိုက်9ခုရမှာနော်9ခုမရအောင်ပြောပြအောင်3ခုလည်းမရအောင်4ခုလည်းမရအောင်5ခုရပါကဲတော့ရှစ်ဖို့ကောင်းတဲ့ဒီကောင်းမရက်ကလေးပေါ့နော်မောချစ်စရာလေးရှိဒီမှာကြည့်အောင်ကဲအဲ့ဒါလေးပေါ့နော်ဒီထားပါလေးကိုအမီကအမီရဲ့ဖန်လေးကိုခေါ်စီရှင်လို့ပေါ့နော်ဒီကြည့်လာပြောပြတာဖြစ်ပါတယ်ဘေးမှာဆူညံနေလေးရတယ်နည်းတိခါလိုက်ပေါ့နော်အမီမောင်လေးအော်နေရဖြစ်ပါတယ်ပြတော်တော်လေးချစ်ဖို့ကောင်းပါဒီထားပါလေးပေါ့နော်မာပဲဖြစ်ပါတယ်လိုက်9ခုရမှကျမဒီထားပါနဲ့လေးပေးမှာပေါ့နော်လိုက်9ခုမရမပေးပါဘူး9ခုပါ9ခုပါတော်လေးခုတ်လို့ကောင်းပါရဲ့ဒီကောင်းလေးနဲ့ခေါ်တဲ့တမျိုးလေးပေါ့နာမည်ချို့တော်တော်ကောင်းတယ်ဒါ robust မရှိပြီပေါ့နော်ဒီကောင်းမလေးပုံစံလေးနဲ့ထာဝါခုံရတယ်ဆွဲစကလေးကျမစီမအဲ့ feel လေးကဘာနဲ့ပကနဲ့မတူပေါ့နော် feel လေးရဆိုတော်လေးပြောပြီးပါချစ်စရာကောင်းတဲ့ထာဝါလေးမှာဒီလိုမျိုးချစ်စရာကောင်းတဲ့ robust ဝယ်စရာမလိုတဲ့ကောင်းမလေးနဲ့ခေါ်ရဆိုဘယ်ထာဝါလောက်ထိတောင်းမှလဲဟုတ်ရဲ့မလားအဲ့တော့မခက်တဲ့ဟာတွေပါလို့ရှိရင်လဲဘေးတာမှာခက်တဲ့လူတွေမခုံနိုင်တဲ့ဟာတွေကိုလဲပြပေးထားတယ်ဆိုတော့ဒီလောက်လည်းဒီလောက်ကောင်းတဲ့ထာဝါကျမတွေ့ကိုမတွေ့ဘူးမတားလို့လည်းကောင်းပေါ့နော်ကျမဒီကောင်မလေးဝယ်ကြိုက်တယ်ထာဝါလည်းနည်းနည်းဝယ်ကြိုက်ပါတယ်ခေပြောပြတာလိုက်9ခုရမှနောက်ဗီဒီယိုမှာပြပြမယ်နော်တကယ်လိုက်9ခုရမှတကယ်ပြပြမယ်လိုက်ရမရတော့လာကြည့်ပါပြမယ်ဆိုရင်အမီးကဘူးတော်ကြားတဲ့ထဲမှာပါတယ်ဘူးတော်ကြားတဲ့ထဲမှာပါတော့ခါကျတော့လိုက်ကလည်းလောက်ထိမရဘူးမြတ်စတစ်ခဲလေးရပါပေါ့နော်ဒါပေမဲ့လူများတော့မပြောရပါဘူးတော့ဘာဖြစ်လဲဆိုကိုကျတာတရားရှိလို့ပါလို့သူများတက်တော့မှလည်းပြောနေတယ်အမေမပြောရပါဘူးလို့ဘာလို့လဲဆိုတော့သူကတအားလိုက်ရရှိတယ်သူများဆက်လို့ပဲသူတို့လိုက်ရရှိတယ်ကွာသူတို့အတဲပေးခိုင်းနေသူတို့ကိုပြန်ပေးလာကိုတို့ဥပမာကွာမဖြစ်ချင်တော့ဘာပြောပါဖြစ်ရှင်တဲ့သူတွေကသူတို့ပဲအတဲပေးတယ်သူတို့ကြောင့် follow ပြန်မလုပ်တဲ့တဲလည်းမပေးဆိုပါတယ်မှာလေးပေါ့နော်အားကြမို့ပါကျမလိုက်9ခုလေးပဲတောင်းတော့ဘလို့ပေးရှင်နေတော့လည်းပေးမပေးရှင်နေတော့မပေးတယ်ပေါ့နော်ဒါပေမဲ့လိုက်9ခုရမှပြပါပါညံပြောပြပါဦး9ခုဆိုတာနည်းပမာဏမ9ခုဆိုတာများတဲ့ပမာဏလည်းမဟုတ်ဘူးတကယ်နည်းလေးကိုပဲတောင်းတယ်အဲ့တော့လိုက်9ခုရပဲကျမပြပြပါဖြစ်ပါတယ်တီးပြီးသားလူတွေတော့ကြော်ပါလို့ရပါတယ်မတည့်တဲ့လူတွေလည်းပြပြတာပါပြမယ်ဆိုရင်မြေတက်တော့အကောင့်နှစ်ခုလောပြတ်သွားပြီဖြစ်ပါတယ်ဗီဒီယိုလည်းမတင်တာကြာပြီပေါ့နော်အမှလည်းဘာမှတိတ်မတင်ဘူးဆိုတော့လေကဲကျမခရီးတီးပါလာရခုရတကယ်ပြပြမှာဖြစ်ပါရှင်ကျမနင်းနာပိတ်နေပေါ့နော်တိတ်နေမကောင်းရှင်လို့ဖြစ်နေတော့ခါကျတန်လေးနည်းနည်းပေါ့နော်နာတန်လေးပေါက်နေတယ်ဒါလည်းခလို့ပြကြပါအောင်ရှင်ဘိုင်ဘိုင်မှာချစ်စရာလေး